ပွဲကတော့ broken wall မှာဆော့ရတော့မယ်ဗျာဟေဒါတို့ခါလီတို့ grog တို့နော်ဒီလို hero မျိုးလေးကျွန်တော်တို့စပြီးတော့ ဂျန်ဂန်နဲ့ invade လို့ကောင်းတဲ့ hero လေးတွေပေါ့ဂျန်ဂန် dive မဲ့ကောင်လေး rush မဲ့ကောင်လေးကျွန်တော်တို့စပြီးတော့မြင်တွေ့ရမယ်ဆိုတဲ့အနေအထားမျိုးလို့တော့ကနဦးစပြီးတော့သုံးသပ်ရတာဖြစ်ပါတယ်ကျွန်တော်တို့မြန်မာအသင်းရန်ကုန် Galacticos versus မွန်ဂိုလီးယားနဲ့ရောက်ရှိလာခဲ့တဲ့ team စုံတို့ရဲ့ best of 1 series ဒီနေ့ Swiss Stage ရဲ့ match number 3 drafting ကတော့ကျွန်တော်တို့အားလုံးနဲ့အတူပဲစတင်ပြီးတော့ရောက်ရှိလို့လာခဲ့ပြီလည်းဖြစ်ပါတယ်စာပြီးဆိုတာနဲ့ပဲ YG အနေနဲ့ကတော့ဒီချိန်မှာ first page first fan အနေအထားမျိုးတော့ရယူထားခဲ့တယ်ဗျာပြန်ကြည့်မယ်ဆိုလို့ရှိရင်တော့ခလီယာဘန်နာနဲ့ခလီယာဒီနောက်ပိုင်းဒီမှာတော့ကျွန်တော်တော်တော်များများအသင်းတွေကိုပေးလို့တော့မရတော့ဘူးဗျာလန်စလော့ကတော့ဒီချိန်မှာတော့နော်ကျွန်တော် YG ကိုရန်ပဲပြင်ပြီးတော့ဘန်နာတွေဇယ်ရူရာအနေနဲ့ကလန်စလော့အတော်လေးကောင်းတယ်ဟန်ကိုရန်ကလည်းလန်စလော့ဘန်လိုက်လို့ရှိရင်ဇယ်ရူရာဘာဆော့မလဲဆိုတော့မေးခွန်းမျိုးကို YG State မှာမေးခဲ့တာမျိုးလည်းရှိတယ်ဗျာကဲဆိုတော့ဒါတွေကလည်းကျွန်တော်တို့စပြီးတော့စောင့်ကြည့်ရမယ့်အခြေအနေမျိုးပေါ့နော်ဟန်ကတော့ fan တွေပါလဲသွားလို့ရတယ်ဆိုတဲ့ matchup တစ်ခုမှာသူ့အနေနဲ့ဒါနည်းနည်းအဲ့လိုမျိုး risky တော့ဖြစ်တယ်ဆိုပေမဲ့ကောင်းကောင်းကြီး power spike ဖြစ်သွားမယ်ဆိုလို့ရှိရင်လည်းပွဲကို control လုပ်လို့ရတဲ့ဒီ fan လို hero မျိုးတွေ Hansia နဲ့ကျွန်တော်တို့စပြီးတော့တွေ့ရမလားပေါ့နော်ဂျန်ဂန် matchup မှာတော့ကိုယ် mention လုပ်ခဲ့တဲ့အတိုင်းပဲ Zoro နည်းနည်းလေးစပြီးတော့ကျွန်တော်တို့ဖြတ်တော့ဖို့ကြိုးစားနေတယ်ဆိုတဲ့အပိုင်းလေးတော့ရှိတယ်တစ်ဖက်ကလည်း Broken Walls မှာသူတို့ထပ်ပြီးတော့ ban ချင်တဲ့ hero မျိုးတွေလည်းရှိကောင်းရှိနိုင်သေးရပေါ့နော် Hater တို့ဘာလို့လိုမျိုးပေါ့ဒါမှလည်းပဲဒီမိနစ်ပိုင်းခြားတွေမှာ fan တွေကလည်းအရင်လွတ်မကောင်းတဲ့အနေအထားဆိုတော့ team စုံအနေနဲ့ 1 for 2 trade ကိုတော့တေချာလေးရွေးချက်နေရတဲ့သဘောဗျဟုတ်တယ်ဘာလို့လဲဆိုတော့ဒီနေရာမှာကျွန်တော်တို့ကဒါလည်းပြန်ကြည့်မှဆိုရင်ငကားတို့ဘာလို့လဲရှိနေသေးရပေါ့ဗျာအဲ့ဒီပြင်မှာကျူရှင်းပေါ့ပွဲတိုင်းဒီပါလောက်ဘန်နေတဲ့ကျူရှင်းကလည်းလွတ်ထွက်နေတဲ့အနေထားမှာရှိရဆိုတော့သူတို့ဒီ fan တွေကိုလည်းမပေးချင်ဘူးကျူရှင်းလည်းမပေးချင်ဘူးဆိုတော့နည်းနည်းလေးအဲ့လိုပြန် trade ရမယ့် hero ပြန်စဉ်းစားနေတာတကောင်ပဲပေးပြီးတော့သူတို့နှစ်ကောင်ပြန်ရနိုင်မလားပေါ့လေကျွန်တော်တို့မှလည်းတစ်ဖက်ကတော့ Gatakacha တို့ဘာလို့အဲ့လိုမျိုးကြံနေခဲ့တဲ့အပိုင်းလေးတော့ရှိတယ်ဒါမှလည်းပဲ real manipulation ပိုင်းနေမှာအနေငယ်တော့ဒီပြန် short ချတာလို့ခံစားရတယ်ဆိုပေမဲ့တော်တော်လေး power spec ဖြစ်နေစေ Eve ကိုတော့သူတို့ပြန်ပြီးတော့ ban လိုက်တယ်ပေါ့နော်ဒီတစ်ခါမှာပထမဆုံးပွဲပြအရေးကြီးတယ်ဒါပေမဲ့ယုံကြည်ပန်းအရကျွန်တော်တို့ပြန်ပြီးတော့ကြည့်မယ်ဆိုလို့ရှိရင်လည်း Han Fanny ပေးတာမျိုးတွေကျွန်တော်တို့အများကြီးတော့စလုပ်လို့ရတယ်ကိုကြီးဒါဇူရှင်းမသွားလိုက်မလားပေါ့လေ Okay ဆိုတော့ဒီ first pin မှာအေးပေါ့ဒီနေရာမှာပြန်စဉ်းစားမှဆိုလို့ရှိရင်ပုံမှန်အပြင် East Pitter ဆိုလို့ရှိရင်တစ်ဖက်ကနေတော့ဒီကျူရှင်းနဲ့ပြန်တွဲတာမျိုးလေးရှိတယ်ဒါမှမဟုတ် Kimi နဲ့သွားတာအခုက East မရှိတော့ဘူးဆိုတော့ဒီကျူရှင်းကိုရလိုက်တဲ့အချက်တစ်ခုကကောင်းတယ်ဒါပေမဲ့ဒီလို risk ကိုလည်းသူတို့ကကြိုပြီးတော့တွက်ဆထားပြီးသားနော်ဘန်ကိုင်းရဲ့ငကားဗျာနော် Yushao Dragon Form လေးတွေကျွန်တော်တို့ So Great Dragon Tail တွေမှာ early game mid game match အပိုင်းခြားတွေမှာကျွန်တော်တို့ Lina ရဲ့ Zushin အနေနဲ့အများကြီးတော့ close range မှာဒီငကားကိုပြန်ပြီးတော့ control လုပ်လို့တော့ရနိုင်တယ်ဒါမှလည်းပဲတစ်ဖက်က team စုံတာ early game rotation ပိုင်းအဆင်ပြေသွားပြီးတော့ power spike ဖြစ်မယ်ဆိုရင်တော့ဒီငကားကကျွန်တော်တို့တော်တော်လေးချင်းချောင်းနိုင်တဲ့အနေအထားမျိုးတွေတော့ပြောရမယ်ပေါ့နော်အဲ့တော့ငကားတော့စပြီးတော့ပေးသွားပြီဗျာဒါနည်းနည်းလေး SP lane နဲ့ match ရဲ့ rotation ပိုင်းတွေမှာရင်ကိုစပြီးတော့ကျွန်တော်တို့ကဒါအားကိုးရပြီဆိုတဲ့အနေအထားမျိုးတော့ဖြစ်လာပြီဟုတ်တယ်နောက်ကျွန်တော်တို့ဒီမှာတော့ကရောချာလေးတော့ပြန်ပြီးတော့ယူသွားသေးရဗျာ AoE spare တွေပဲပြန်သုံးသွားတယ် Billy Hero တွေကတော့ဒီကျူချင်းတို့ဘာလို့ပြန်ပြီးတော့ထိန်းပေးလို့တော့ရတယ်ဗျာဒါပေမဲ့ laning match မှာနဂါးကိုပြန်ထိန်းမဲ့ hero လိုတယ်ဗောနော်ပြောမဆိုရင်အတွက် hero လိုအပ်နေတဲ့အနေထားပေါ့လေဒီနဂါးကိုဘာနဲ့ထိန်းမလဲလပူတို့ဘာလို့ပဲပြန်သွားမလားဒါမှမဟုတ်ရှင်တော့ City တို့ဘာလို့ပဲပြန်ပြီးတော့ AHP လေးပါလိပြန်ထွက်လာမလားကြည့်ရမယ်လောလောဆယ်ကတော့ jungle ပစ်လို့ရတယ် goal lane ပစ်လို့ရတယ် goal lane ဆိုလို့ရှိရင် cloud တို့ carry တို့လက်ရှိချိန်မှာ pit rate တော်တော်လေးများနေတဲ့အနေထားမှာရှိတယ်အဲ့တော့ဘယ် role တွေကိုဦးစားပေးပြီးတော့ mask အနေနဲ့ပစ်သွားမလဲဆိုတော့စိတ်ဝင်စားစရာပဲဗျကဲဒီမှာတော့ကျွန်တော်တို့ဘာရှာနဲ့ဒီ blink ရဲ့ haircut ကိုတော့ပထမဆုံးသောပွဲမှာလည်းကျွန်တော်တို့စတင်ပြီးတော့ချပြခဲ့တယ်ဆိုတဲ့အနေအထားမျိုးလေးတော့တွေ့ရတယ်ပေါ့နော် utility jungler ဘိုင်းတွေကတော့ကျွန်တော်တို့ရှေ့ကကစားခဲ့တဲ့နှစ်ပွဲမှာတော့အရန်ကြီးတော့မတွေ့ရသေးဘူးကိုအစတင် jungler တွေပဲသွားကြတဲ့ခိုက်တဲ့မှာ join လို့ Hayabusa တို့နော်ဒါလေးတွေတွေ့ရတာဆိုတော့ YG ကမတူကွဲပြားတဲ့ draft index ကိုတော့စပြီးတော့ချပြလိုက်ပြီအဲ့တော့ haircut နဲ့တွဲတယ်ဆိုတော့ပုံမှန်အဖြစ်ကျွန်တော်တို့ဒါ basically ဘာရှာဒီ jungler ဖြစ်ဖို့တေချာသလောက်ပဲဘာရှာတော့ jungle ဖြစ်သွားဖို့တော့များနေဗျာဘာလို့ဆိုတော့ haircut ကပုံမှန်အပြင် haircut ထုတ်လိုက်ပြီဆိုလို့ရှိရင် तू က damage ဆော့ရတော့မှာဆိုတော့ jungle ပိုင်းခြားမှာ durability ပြန်သွားတဲ့နေရာမှာလိုအပ်နေတဲ့ damage ကို roam မှာသွားဖြစ်တဲ့သဘောမျိုးဆော့ကြတာများတယ်ဆိုတော့ဒီဟာတစ်ခုကတော့တင်းစုံအတွက်ပထမဆုံးကြုံတွေ့ရတဲ့ haircut လေးများဖြစ်နေမလားပေါ့လေပြန်ကြည့်ရမယ်ဗျာပြီးတော့နောက်တစ်ချက်ကဒီနဂါးပေါ့နော်ကျွန်တော်တို့ဒီဘာရှာနဲ့ဆိုလို့ရှိရင်အနေငယ်တိုင်ပတ်တယ်ပြောမဆိုလို့ရှိရင်တော့ jungle လောက်သူလိုက်ပြီးတော့အင်းရတဲ့ပိုင်းတွေမှာလည်း instant ပြတ်ဖို့ခတ်တယ်လို့သူကိုယ်တိုင်လည်း total fusion နဲ့အဲ့လိုမျိုးပြန်ပြီးတော့ so great စုရတဲ့ပိုင်းတွေ spare ဘပိုင်းတွေမှာအားနေသွားတာလေးရှိတယ်ဗျဆိုတော့ total fusion တွေမှာဘာရှာနေနဲ့ကိုပြောသလိုပဲအရင်တော့ကျွန်တော်တို့ငကောက် SB လေးမှာဘာရှာနဲ့တော့ပြန်ပြီးတော့ကောင်နိုင်ခဲ့ကြတဲ့ patch တွေလည်းကျွန်တော်တို့တွေ့ခဲ့ရတယ်ဗျဒီဘက်ကတော့ထုံးစံအတိုင်းပဲမွန်ဂိုလီးယားကတော့ဘယ်သူလာမင်းမှာတော့ Lunos ကတော်တော်လေးပိုင်နေဆိုတဲ့အခြေအနေမျိုးမှာတော့ရှိတယ်ပေါ့နော်အဲ့တော့ Kenny ကတော့သူ Lunos နေနဲ့ပြန်ပြီးတော့ထွက်လာတယ်ဗျကတော့ကချာ Lunos ကတော့
တော့ကိုယ်ရိုင်းကြိုက်မဲ့အနေထားပြီးတော့မဟုတ်သူက Lunos နဲ့ pick off ကိုပြန်တွဲတဲ့အနေထားမျိုးလေးကိုသဘောကျတာဒါပေမဲ့ဒီ match up အရတော့ကျွန်တော်တို့ပြန်ပြီးတော့ဒီစောင့်ကြည့်ရမယ့်အပိုင်းလေးတွေတော့ရှိတယ်ပေါ့နော် SP lane မှာ Asma Uranus တို့ထွက်လာဖို့အတွက်နည်းနည်းလေးဒါကျွန်တော်တို့ရဲ့ဒီတွေးခေါ်မှုအပိုင်းကိုတန့်သွားစေတဲ့အနေထားမျိုးလေးတော့ပြောရမယ် Lunos တော့ပြန်ပြီးတော့ပေးထားရတယ်ပေါ့နော်ဆိုတော့ close range မှာတော့ကျွန်တော်တို့ကကောင်းကောင်းပြီးတော့ control လုပ်နိုင်မှာတော့ရမယ်တစ်ဖက်ကတော့ရှင်းရှင်းမြတ်ပြငကားရောက်ပြီးတဲ့အချိန်မှာလပူတော့မပေးတော့တခါတည်းဘန်းထုတ်ခဲ့တဲ့အခြေအနေပါဟုတ်တယ်အဓိကတော့ကျွန်တော်တို့ဒီငကားကိုပြန်ထိန်းလို့ရတဲ့ hero ထဲမှာပေါ့နော် Lane face မှာ save လေးပုံစံနဲ့ပြန်ဆော့လို့ရလပူလောက်ပဲပြန်ကြံတော့မှာနော်တစ်ချက်ပြန်ကြည့်မဆိုလို့ရှိရင် Leo Mo ထပ်ပြီးတော့ ban လိုက်ပြလေးဘောမှာ ban လို့တော့မရဘူး White Cast State မှာအရေးကြီးတဲ့ပွဲတွေမှာဒီ Leo Mo နဲ့ပဲပြန်ပြီးတော့ရှင်းထုတ်ခဲ့ရဆိုတော့ဒါကတော့သူတို့ဒီတင်းစုံဆော်ထားတဲ့ပွဲစဉ်တွေကို YG ကပြန်ပြီးတော့ analysis ကောက်ကောက်ပြန်လုပ်ထားတဲ့ပုံစံပဲဆိုတော့လက်ရှိချိန်မှာကျွန်တော်တို့ရင်တွက်ကတော့နည်းနည်းလေးစပြီးတော့ hero pool လေးကျင်းလာလို့ခံစားရတယ်ဗောနော်ဘာလို့လဲဆိုတော့ငကားမရှိတော့ဘူးဗျပြီးတော့လပူမရှိတော့ဘူးအားလုံးမရှိတော့ဘူးဆိုတော့ကြံနေခဲ့တဲ့ EHP hero တွေကတော့ဒီ Asma တို့ Uranus တို့ Phobia တို့ Phobia တို့ဒီကောင်ရောကြံသေးရဗျ Phobias ကနည်းနည်းလေးတော့ကျွန်တော်တို့ဒီချိန်မှာထည့်သွင်းပြီးတော့စဉ်းစားရမယ်ဆိုတဲ့အနေအထားမျိုးလေးတော့ဖြစ်လာတယ်ဗောနော်တစ်ဖက်ကလည်းဘာရှာရတော့ Guinevere ဘာညာလည်းကျွန်တော်တို့ပြန်ကြည့်ရမယ့်အပိုင်းလေးတော့ရှိတယ်ဒါပေမဲ့တစ်ဖက်က AOE အရင်အားမကူဆိုရင်တော့တခြားသောဒီ Jungle Matchup က join တို့ဘာလို့ပြန်ပြီးတော့စဉ်းစားလို့ရတဲ့အပိုင်းလေးတွေလည်းရှိတယ်တကယ်တကယ် Jungle ပိတ်မယ်ဆိုရင်တော့ကျွန်တော်တို့အရင်ကြီးတော့မလွယ်ဘူးပေါ့နော်ဆိုတော့ Goal Matchup မှာ stage ကိုသူတို့က lane matchup တောင်းလုပ်ပေးမယ်ဆိုတော့ keys to victory တော့ရှိတယ်အဲ့တော့ကြောင့်တော့ပြန်သွားမလားဒါမှလည်းပဲ Jungle Speed မှာအတော်လေးအားကောင်းပြီးတော့ mobility မြန်တဲ့ဒါ Hayabusa ကတော့ ban လိုက်တယ်အဓိကတော့ stage ကိုအားလေးက matchup မှာနည်းနည်း target နဲ့ goal line နဲ့ပြန် trade တဲ့အပိုင်းလေးတွေကိုလည်းပြန်ကာစီခြင်းတဲ့သဘောတော့ဖြစ်ပါလိမ့်မယ် Masman တော့တရားပေါ်ထုံးမှရတော့မယ်လို့ထင်တယ်ဘာလို့လဲဆိုတော့ damage output အရာကဒီချိန်မှာဘာရှာကကျွန်တော်တို့ဒီ durable hero အနေနဲ့ jungle ဆော့ခဲ့မယ်ဆိုလို့ရှိရင် damage လောက်ဖို့အနေနဲ့ခတ်လိမ့်မယ်ဗျာသူရှင်းကလည်း DPS ပဲသွားတဲ့အနေထားမှာဆိုတော့ hacker နဲ့ goalie Masman မှာအဆင်ပြေမယ်လောလောဆယ်တော့တင်းစုံအနေနဲ့ပြန်ကြည့်မယ်ဆိုလို့ရှိရင်တော့ 4 piece ပါသူတို့အတွက်လိုအပ်နေခဲ့တဲ့ jungle ပိုင်းချမှာတော့ကြံရှိနေခဲ့တဲ့ join ကိုပဲအသုံးပြုရတယ် magic damage ကတော့အတော်လေးကိုများပြားသွားပြီလို့ပြောရမယ်တေချာပေါက် goalie မှာ Masman ကိုတော့ပြန်လည်ပြီးတော့တင်းစုံအနေနဲ့ပြဖို့တော့လိုနေရဆိုတော့မြန်မာအသင်းက last bit နှစ်ကောင်လာပြီဗျ။ Yin Estate ရဲ့ hero လာဒီချိန်မှာကျွေးရတော့မှာဗျ။နော် join တွေပါလေပြန်ထွက်လာခဲ့တဲ့ခိုက်တဲ့ဆိုတော့တို့အားလေးတို့မြင့်မှာတော့ဒီ join ရဲ့ Stallion Scythe တွေနောက်မှာကျွန်တော်တို့ Holy Crystal Diamond လေးတွေမှာတော့အဆင်ပြေဖို့တော့ရှိတယ်။ Okay Harif နဲ့တော့ကျွန်တော်တို့ပြန်ထွက်လာလို့ Benedetta เนาะဒီမှာပြန်ပြီးတော့ကျွန်တော်တို့ဒါရင်းရဲ့ Benedetta လေး silent match ပိုင်းနေမှာ combination နဲ့ lane cut ပိုင်းနေမှာပို့ပြီးတော့အားကောင်းတယ် backline control ပိုင်းနေမှာဒီ joy ကိုလည်းပြန်ပြီးတော့တားနိုင်မယ်ဆိုတဲ့အနေအထားမျိုးလေးတွေနဲ့ကျွန်တော်တို့ Benedetta ပဲပြန်သွားလာတယ်ဆိုတဲ့အပိုင်းလေးကတော့စပြီးတော့ရှိလာတယ်ဗျာ Harry ကတော့လက်ရှိ patch မှာနည်းနည်းလေးတော့ adjust ပြန်ပြီးတော့လှုပ်ထားခဲ့တဲ့အပိုင်းလေးတော့ရှိတယ် late game ဒီ mid game အပိုင်းခြားတွေမှာသူ့ရဲ့ potential ကနည်းနည်းလေးတော့ကျလာတဲ့အောင်ခံစားရတယ်ဒါပေမဲ့ stage လို player လက်ထဲမှာတော့ farming တာပြပြဝါရဒါအများကြီးတော့အဆင်ပြေလာမဲ့သဘောပေါ့ကိုကြီးဟုတ်တယ်เนาะဆိုတော့ဘာဖြစ်ဖြစ်ကျွန်တော်ဒီချိန်မှာလဲကလောက်လေးပါလေးပြန်ပြီးတော့ရွေးချယ်လာရဆိုတော့ physical damage ကိုတော့သူတို့ဟာပြန်လည်ပြီးတော့မြင့်တင်ထားသေးတယ်ကဲ Dragon Face ကတော့ပြီးဆုံးလို့သွားခဲ့ပြီ Pocket Draft တွေနဲ့အတူပဲ signature hero တွေကိုပဲထုတ်ပေးသွားတဲ့ Yango Galactico နဲ့အတူတစ်ဖက်မှာလည်းတကယ်လို့เนาะ White Cast State မှာပေါ်မန်တွေကောင်းထားတဲ့တင်းစုံတို့ရဲ့ Best of 1 series ပွဲစဉ်ကတော့တိတ်မကြရင်မှာစတင်တော့မယ်ဗျာဆိုတော့ကျွန်တော်တို့ညီမကိုသားစုဖြစ်အသင်းဖြစ်တဲ့ Yango Galactico YGD အဖွင့်ပွဲစဉ်မှာနိုင်ပွဲတစ်ခုကိုရယူသွားနိုင်မလားဆိုတော့ကျွန်တော်ညီကိုနှစ်ယောက်နဲ့တူပဲဂိမ်းထဲမှာဆက်လက်ပြီးတော့ရှူစားလိုက်ရအောင်ဗျာခမရခတ်တဲ့ Best of 1 series တွေကမောက်မရတဲ့တွေလည်းကျွန်တော်တို့ရှေ့မှာတော့ထွက်ပေါ်ခဲ့ပြီးဆိုတဲ့အနေအထားမျိုးလေးတော့ရှိတယ်ဗျာဒီချိန်မှာတော့ကျွန်တော်တို့ရဲ့မြန်မာအသင်း Yango Galactico သူတို့ရဲ့ M7 World Championship ပြိုင်ပွဲကိုနိုင်ပွဲတစ်ခုနဲ့စတင်ပြီးတော့ဖွင့်လှစ်သွားနိုင်မလားသို့မဟုတ်တစ်ဖက်က team စုံသူတို့ရဲ့ Wine Stage ကလက်စွမ်းကောင်းတွေကိုဒီချိန်မှာဆက်လက်ပြီးတော့တည်ဆောင်သွားနိုင်မလား Best of 1 series လေးဖြစ်ပါတယ် Welcome to the land of dawn Yango Galactico တေးနေနေတော့ Roma တော့ hacker စပြီးတော့သုံးထားတယ်စသလာချင်းမှာပဲ play နေနေတော့ Zerura ရဲ့ဂျိုင်ကန်ဒီထားလေးကိုသွားပြီးတော့ ambush ထားရဗျာနော်ရရသလိုကိုရောင်လေးကိုဖျောက်ပြီးတော့ပဲစတင်ပြီးတော့ဘယ်ဘက်ကိုအရင်စားလဲဆိုတဲ့ information ကိုပေးထားသေးတယ်စစ်ကလည်းဒီဘက်မှာ blue belt လေးပါလေးပြန်ကူထားတဲ့အနေထားဗျာဒီကရင်ရဲ့ဒီ banana ထွက်လာတော်လေးအံ့ဩမိရဘာလို့လဲဆိုတော့ဒီ patch မှာတော်တော်လေးကိုအသုံးနေတဲ့ hero ဗျာအဓိကသူ့အနေနဲ့ဒါအပိုင် hero လည်းဖြစ်နေကြတယ်ဆိုတဲ့ chat တစ်ခုကြောင့်တော့အရင်ကကျွန်တော်တို့တွဲပြီးတော့တွေ့ရလိမ့်တော့ရှိတယ်ပေါ့လေအဲ့တော့ကျွန်တော် combination ဖားနေမှာဒီငကားအောင်တော့သူဒီ level မတိုင်ခင်ကာလာတွေမှာကြီးကောင်းကောင်းကြီးသွားပြီးတော့ပေးနိုင်မယ့်အပိုင်းလေးတော့ရှိတယ်နောက်ပိုင်းပြန်ပြီးတော့ဟို split push လေးပါလေကျွန်တော်တို့သွားမယ်ဆိုလို့ရှိရင်လည်းကလောက်သွားတဲ့ mobility ပိုင်းတွေကိုဒီ Benedetta ပြန်ပြီးတော့ဖြည့်ရှင်းနိုင်မယ်ဆိုတဲ့အနေအထားမျိုးလို့တော့ခံစားရတယ်ပေါ့နော် first started fight မတိုင်ခင်မှာ team စုံ SP lane မှာတော့ဒီ hacker နည်းနည်းလေးရောက်နေသေးအောင်တော့သူခံစားအန်ဒီရဲ့အငွေ့သက်လေးပေါ့လေစာပြီးတော့ခံစားမိနေရထင်တယ်ဟုတ်တယ်အဓိကပျောက်နေအောင် hacker ဆိုတော့သူ high ပြီးတော့ ambush မယ်ဒီလိုပုံစံမျိုးနဲ့ပဲသူကဆော့မယ်အဲ့တော့ ban guy သဘောတော့ပေါက်မိနေတယ်ဗျာရှင်ယူရတဲ့ position ကောင်းတယ်ပေါ့နော်ဘလင်းဘက်ကိုတိုးလာပါ fab plus ကိုတော့
ဘလင့်စတင်ပြီးတော့အုပ်လိုက်ပြီဗျာ ကဲဒီမှာ execute တော့မသုံးလိုက်ဘူးဆိုတဲ့အနေအထားမျိုးလေးတော့ကျွန်တော်တို့စတွေ့ရတယ်ဗျာဒီငကားကို first 35မတိုင်ခင်မှာနှိမ်ထားနိုင်တယ်ဆိုတဲ့ချက်တစ်ခုကတော့ကောင်းတယ်နောက်ပိုင်းသူ Dragon Form တွေပိုင်းနဲ့ backline control သွားတဲ့အပိုင်းတွေမှာ Han ကိုလည်းသူ့အနေနဲ့အများကြီးပြန်ပြီးတော့ pressure ပေးလို့ရတဲ့အပိုင်းလေးတွေတော့ကျွန်တော်တို့ပြန်တွေ့ရမယ်ပေါ့နော်အဲ့အတွက်ကြောင့်တော့လက်ရှိမှာ SP Landing Match ကိုကျွန်တော်တို့ကဂိုင်းငယ်တကောင်သွားရတယ်ဆိုတဲ့အခြေအနေကြောင့်တော့ YG ဒီ first 35မှာတော်တော်လေးတော့အသာရသွားပြီလို့စတင်ပြီးတော့ပြောရလိမ့်မယ်ကရာကိုချာတို့ဘာလို့ပြန်ပြီးတော့ပစ်ထားနေထားဗျာ3ပါတယ်ဗျာနော် Concussive Blood နဲ့တူပဲပြန်ပြီးတော့ထွက်လာတယ်ဆိုတော့ဒီ spam ပိုင်းနေပါတော့ရင်ရဲ့ Banner တော်လေးအားကောင်းတယ်ဗျာ Laning Phase တွေ River တစ်ချောက်ကိုကြည့်မှဆိုရင် YG ကပဲစိုးမိုးထားတဲ့အနေအထားမျိုးတော့တွေ့ရတယ်တစ်ဖက်မှာ Bright နေနဲ့အရင်ခေါင်းတိုးလို့မရတဲ့ပိုင်းခြားတွေဖြစ်လာပြီပြီးတော့ဘန်ကိုင်းတီသူ့ရဲ့ Blood Dragon Form မရသေးတဲ့အချိန်မှာရင်က final blue တွေပါရနေပြီဆိုတော့ဒီအရာတစ်ခုကို YG ဘယ်လောက်ထိသုံးချနိုင်မလဲကြည့်ရမယ်ဗျ First Fire တစ်ဖက်ကလည်း Zushin နန flag လေးပါလေးပဲ Lina ဆက်ကြည့်နေကြတဲ့ခိုက်တဲ့တစ်ခုမှာတော့အားလေးကင်းတော့ကျွန်တော်တို့အများကြီးတော့ပြောကြမလို့ final blue ကတန်းပေးထားပြီးတော့ Han လဲ objective jungler ဖြစ်နေကြတဲ့ခိုက်တဲ့တစ်ခုမှာတော့အားလေးကင်းစပြီးတော့35ကိုပါ YG နေနဲ့ဥဆောင်ထားပြီဆိုတဲ့အနေအထားမျိုးလေးတော့တွေ့ရတယ်ပေါ့နော်အပေါ်မှာလည်း stage Zmamo dash တွေတောက်လျှောက်ဖြဲနေကြတဲ့ခိုက်တဲ့မှာတစ်ဖက်ကလည်းပြန်ပေးခဲ့မယ် Blink second blow ပါ haircut ထပ်ပြီးတော့သိမ့်ပိုက်ထားပါသေးတယ်ဒီနေ့ rotation မှာတကယ်ကိုအားသာနေခဲ့ပြီးတော့ by 1အနေထားတွေမှာတော့ Blink ပြောင်းနေအောင်တတိမထားမိဘူးဆိုလို့ရှိရင်စလိုက်နိုင်တေချာပေါက်ကြဖို့တော့များတယ်ဗျာဒီမှာတော့ Zero အနေနဲ့ဂျာသလော်လီချန်ဂေ area ကိုတော့ဝင်ပြီးတော့စားတဲ့ပိုင်းတော့ရှိတယ်ဒါပေမဲ့ခုနပြောခဲ့သလိုပဲ EHP lane မှာ Blink ပြောင်းနေတဲ့အချိန်မှာတခါကန်သွားတယ်အခုလဲ by 1အနေထားမှာ Blink ဒီ goal lane ကိုထပ်ပြီးတော့တတ်ထားနိုင်တယ်ကလောက်လိုမျိုး20ပြောရေးဆိုရင်လည်းပဲ back end ကိုထပ်တောင်းသွားပြန်ပြီဗျာ Kalen Spree လေဂိမင်းပိုင်းချားတွေမှာတစ်ဖက်က team ဆောင်ရဲ့ draft index AR တော့သူတို့ဒီကိုင်းရဲ့ cloud တို့နောက်က Kenny ရဲ့ Lunos တို့ရဲ့ဒါ double match man အထာမျိုးလေးတွေဗျာ damage အရမ်းများတယ်ဆိုတဲ့ hero တွေကျွန်တော်တို့သွားတွေ့ရတယ်ဒါမှလည်းပဲ Blink ရဲ့ haircut က early game မှာ Kalen Spree ထိ3កောင်ရပြီးတော့ power spike စဖြစ်တယ်ဆိုတဲ့အချက်တစ်ခုကြောင့်တော့နောက်ပိုင်း mid game တီတောင်မှာ join တောင်မှာပြန်ပြီးတော့ nene pressure ပြန်ကြခံနိုင်တယ်ဆိုတဲ့အနေအထားမျိုးလေးတော့ဖြစ်သွားတယ်ဗျာ3မိနစ်တိုင်မှာ Hapter C နဲ့ပဲ haircut စပြီးတော့ပွဲချမ်းမှုတော့များနေပြီနောက်ကျွန်တော် Blink ကတော့စပြီးတော့ချဲနေပြီဗျာ 2.3k ဆိုတဲ့အနေအထားနောက်တော့တော်လေးပါတယ်သူအများဆုံးပဲလက်ရှိမှာ Hapter C ပါလာတယ်နော်250တဲ့ဖက်နယ်လေးနဲ့အကုန်လုံးကိုလိုက်ပြီးတော့ခုတ်နေတာနောက်တော့လည်း3မိနစ်မှာပဲ 2k ဒီပါလောက်ထိတာတယ်ဗျာဂိုးလေးမှာလည်း stick တီနေပေါင်းမှုမရှိဘူးသူတို့ဒါလုံးဝ key to victory မှာပြောခဲ့သလိုပဲလုံးဝမနှိမ့်နေဘူးဗျာအဲ့ဒီပြုံမှာ haircut roll နေအောင်မှာတစ်ဖက်မှာရှိနေခဲ့တဲ့ Lunos တို့ Cloud တို့နော်ဒီ Bankai တို့ Krisa တဲ့ပိုင်းတွေကတော်လေးပြဿနာတော့တက်နေပြီတင်းစုံကပိတ်မိနေရချုပ်နေတဲ့ပုံစံမျိုးတော့တွေ့ရတယ်ဗျာ Rolling Stone လေးထပ်ပြီးတော့တိုက်ခဲ့တဲ့ခိုက်တဲ့တစ်ဖက်ကလည်း Bright သူ Lunos နဲ့တွဲပြီးတော့ lane match ပိုင်းနေမှာအရင် rotation ပိုင်းကိုတွားလို့မရသေးဘူးဆိုတဲ့အနေအထားမျိုးလေးလည်းကျွန်တော်တို့ဆက်တွေ့ရတယ်ပေါ့နော်ဒါပေမဲ့ Hapter C နဲ့တစ်ဖက်ကဒီရင်းရဲ့ Benedetta မှာလည်းဆက်ပြီးတော့ပြီးသွားတယ်ဗျာ Zmamo dash အောက်မှာကိုင်း Tower တွေကနေအရင်ထွက်လို့မရသေးဘူးဆိုတဲ့အခြေအနေမျိုးတွေကိုရောက်ရှိနေခဲ့တဲ့အခြေအနေမှာ Blink က right down လေးပဲရောက်လာတဲ့အနေအထားဗျာအကယ်၍သာကိုင်းရအပြင်မှာဆက်ဆိုင်ခဲ့မယ်ဆိုလို့ရှိရင်တော့ तू ကချက်ချင်းဆိုသလိုအဆုံးသတ်ဖို့တော့များသွားအောင်မယ်နော် Go Crack တွေဘာတွေကလည်းတောက်လျှောက်ပဲ stay နေနေပြန်လဲပြီးတော့သိမ့်ပိုက်ထားသေးတယ်ဗျာဒီတစ်ခေါက်တက်တယ်ကတော့အပေါ်လမ်းမှာပေါ်မှာဆိုတော့900နေထားပြီးတော့ဖြစ်နိုင်တယ်ဒါပေမဲ့ပြန်တော့သတိထားတော့မယ် level 40စပြီးတော့ပါလာပြီး Roma ဒီမှာ AOG ပါလာမယ်ဒီမှာလည်းတောက်လျှောက်ပဲ level 5 piece တွေပြန်ပြီးတော့နေသားသေးတော့မှ channel က server တကောင်ပြန်တောင်းသွားတယ်ဗျာ Blink အဆုံးသက်ပြီးနေနေပဲဒီတစ်ခေါက်တက်တယ် over hand ထပ်ပြီးတော့ရယူထားသေးတယ် overstanding play လို့ဖို့စူးစမ်းနေတယ်တော့မှကနီးတကောင် flicker ထပ်ပြီးတော့ပေးထားသေးတယ်နောက်မှ AOG ထပ်ပြီးတော့ခုံသွားသေးတဲ့နောက်မှာBlood Dragon Form နဲ့ Bankai ဒီအတော်လေးနောက်ကျခဲ့ပြီဗျာလာကောင်းပေမဲ့အတော်လေးကိုအခါနှောင်းနေခဲ့တဲ့ခိုက်တဲ့မှာတော့ Bankai ရဲ့ငကားဘယ်လိုမှပြန်ပြီးတော့ backline control လုပ်လို့မရတော့ဘူးဆိုတဲ့အနေထားမျိုးတော့ဒီကိုသွားကြတယ်ဗျာ Now gap ဒီ 2.6k goal leading လောက်ထိပြီးတော့ Yango Gladiators တိမ့်ပိုက်ထားတယ်ဆိုတဲ့အနေထားမျိုးလေးတော့ဖြစ်သွားပြီ team စုံရဲ့ဒီ one gap ဘာညာသွားတဲ့ချက်တစ်ခုကြောင့်နည်းနည်းလေးစိုးနေအောင်မလား slash တွေ dash တွေအမတပတ်ကလည်း Bankai ပြန် fall ban ရတယ် unstoppable by Blink နဲ့တူပဲ haircut က hero k 9កောင်လုံးတယောက်တည်းပဲတိမ့်ပိုက်ထားတာဗျာပွဲစားချိန်ဟာ4မိနစ်ကျော်5မိနစ်ဒီပါပဲရှိသေးပေမဲ့လည်း Blink တယောက်ထဲကတာလင် hero k 9កောင်ထိကိုပါသိမ့်ပိုက်နေနေပဲ Now gap ဒီ 3k လောက်ထိကိုတော့ Jango Gladiators နေနဲ့စတင်ပြီးတော့ရက်ယူသွားခဲ့ပြီဗျာအတော်လေးကိုကောင်းတဲ့ဒါပြောမှဆိုလို့ရှိတော့ကစားဟန်ကစားဖို့လိုပဲကျွန်တော်ပြောပါလိမ့်မယ်ဘာမှလုပ်လို့မရဘူးတစ်ဖက်မှာတင်းစုံတော်တော်လေးကိုပေးပြီးနေတယ် EHP Lane အနေနဲ့ Bankai 3ကကြာသွားတဲ့နောက်မှာသူ့အနေနဲ့ front line power မှာအတော်လေးအားနေသွားပြီဗျာကဲ Bankai ငကားတော့နည်းနည်းလေးတီကောင်ဖြစ်တော့ကျွန်တော်တို့ပြန်ပြီးတော့ပြောင်းသွားခဲ့ရတယ်ဆိုတဲ့အနေအထားမျိုးလေးတော့စတွေ့ရတယ်ပေါ့နော်အဓိကတော့ဒီ early game ချက်မာရီယာသူဒီ high rotation ကြောင့်တော့ဂိုင်းကပြန်သွားခံလိုက်ရတယ်ဆိုတဲ့အပိုင်းလေးတော့ဖြစ်သွားတယ်အဲ့တော့ Cloud နဲ့ဒီ Lunos damage ထွက်လာမယ့်အချိန်တစ်ခုပဲသူတို့အနေနဲ့ပြန်ဆောင်ရမှာတော့ဖြစ်လိမ့်မယ်ပေါ့နော်အဲ့တော့ကျွန်တော် Bright တောင်မှမင်းမာရရင်မနေတော့ဘဲနဲ့တောက်လျှောက်ဒီ Cloud ကိုပြန်ပြီးတော့ကြည်ပေးနေရဆိုတဲ့ rotation ပိုင်းလေးကိုလည်း team စုံဘက်ကနေကျွန်တော်တို့ပြန်ပြီးတော့တွေ့ရတယ်ဗျာဒီချိန်မိနစ်ပိုင်းခြားတွေမှာ silent မှာလည်းငကားကိုတကောင်နဲ့ထားလို့မရတော့ဘူးဆိုတော့ join ရနည်းနည်းလေးပြန်ပြီးတော့ silent space လေးပါလေးပြန်ယူမယ်ဆိုတဲ့အနေအထားမျိုးလေးတော့ရှိတယ်နောက်မှလည်းဟန်တောက်လျှောက်လိုက်ကြည့်နေကြတဲ့ခိုင်တဲ့တစ်ခုမှာတော့ Kai ရဲ့ space ကိုပါ stage အပြည့်အဝပဲဆက်လက်ပြီးတော့ရရှိထားပါသေးတယ်အာလီဂိမ်းဒီမှာတော့ Kai အနေနဲ့ဘယ်လိုမှလာပြီးတော့ဖြစ်ဖို့ဆိုတာမလွယ်ဘူးဗျဒီမိုဟန်ဒါတွေပါလိုတယ် golden stat တွေသူ့ရဲ့ 23 ချောင်း switch 23 ချောင်းပြီးမှသာလင်သူ့အနေနဲ့ပြရပြရတဲ့ပိုင်းတွေကလွယ်မယ်ပြီးတော့ဒီကန်နီကလည်းလူလို့ဖြစ်နေတဲ့အခါကျတော့ standing position နဲ့ damage ပေးရမယ့်ပွဲမှာ Blink ရဲ့ haircut နဲ့ဆိုတော့
ဒါဇလန်လေးကတော့အနေငယ်လေးပြီးတော့ရှိသွားမလားတော့မသိဘူး Now Cup ဒီ 4K over လောက်နဲ့တူပဲကျွန်တော်တို့ရဲ့ညီမကူသားပြူတင်ရန်ကုန်ကလပ်တီကိုကဒီပွဲတစ်ခုလုံးထိန်းချုပ်ထားခဲ့ပြီဗျာရန်ကုန် Russell Field ကထပ်ပြီးတော့တဖြည်းဖြည်းချင်းနဲ့စုပ်ယူမယ်ဆိုလို့ရှိရင်တော့တင်းစုံဒီ first low လာဆိုင်ဖို့တော့မလွယ်တော့ဘူးဗျာနောက်မှလည်း Bankai Pride DBB ထပ်ပြီးတော့ကြည့်နေတဲ့ခက်တဲ့တခုတစ်ဖက်ကလည်း Zora ဝင်လာဖို့တော့ကြိုးစားတဲ့ retreat မှာ Zora တက်တာတော့တစ်ဖက်က Mongolia နဲ့မရရအောင်ပြီးတော့ယူသွားတယ် Final Flow slash ဒီမှာ iPhone Anali ထပ်ပြီးတော့ပေးထားသမဲ့ဆိုပြီး 4 man နောက်မှလည်း Beast Control Lina တော့ရှောင်းလည်းပြီးထိန်းခဲ့တဲ့ back line မှာ Chris Bay ကိုလေးထပ်ပြီးတော့ပေးနေ Brad ကောင် AOG ခုံမှုတော့ကြိုးစားရနေပဲ Lina ထပ်ပြီးတော့သိမ်းပိုက်ထားပါသေးတယ် ဒီလိုကဒီကောင်နဲ့ဒီဘက်တွေကိုပြန်လဲထားတယ်တော့မကိုင်းဘယ်လေသူကျ damage ပြန်ပြီးတော့ပေးထားခဲ့ဘယ်လေ Stin နဲ့ Flick ပြန်ပေါင်းထားတယ်တစ်ဖက်မှာလည်း Blink လုံးဝ Daddy Sling ကထိုးဖို့အတွက် 0.5 second လောက်ပဲလိုရတဲ့အချိန်တစ်ခုမှာ Batman image နဲ့ပဲကိုင်းပြန်ပြီးတော့ forward တော့လှုပ်သွားတယ်ဗျာတင်းစုံဘက်ကလည်းစတင်ပြီးတော့ Battle Sign နဲ့ဆိုတဲ့အခြေအနေမျိုးကိုတော့တွေ့ရပြီဗျာဒီ objective ကိုတော့သူတို့အနေနဲ့မရရအောင်ပြန်ပြီးတော့ take down လုပ်မှတော့ဖြစ်လိမ့်မယ်တက်တာတဲ့ fight မှာသာထပ်ပေးရမယ်ဆိုရင်တော့ဒီ Tower Shi တွေဘာတွေကသူတို့အများကြီးနောက်ပိုင်းမိနစ်ပိုင်းခြားတွေမှာဟိုဒုက္ခပေးမယ်ဆိုတဲ့အနေထားမျိုးတွေတော့တွေ့ရပြီဒီမှာတော့ Blink Monster K ဗျာ Hero K ခွန်းကောင်ရရှိထားတယ် K participation ကတော့ Blink ရဲ့ hacker ကလုံးဝ 100% ပဲ CF ဘက်ပါသူ့အနေနဲ့ထပ်ပြီးတော့ပြီးသွားခဲ့ပြီဗျာပွဲရတော့တော်တော်သေးသေးတတာပဲเนาะကျွန်တော်ဒါဟန်အရန်ကြီးတော့ဟိုနိနိကတိတ်မတွေ့ရသေးတဲ့အနေထားမျိုးလေးလို့ကျွန်တော်တို့ပြောရမယ်ပေါ့နော်ဒါဂျားထဲမှာကျွန်တော်တို့တိတ်မတွေ့ရဘူး team ဆောင်ကြတော့ကျွန်တော်တို့က Wine Stage မှာသူတို့ရဲ့ဒါကောင်းမွန်တဲ့အရာလေးကျွန်တော်တို့တွေ့ရတယ်တည်တက်တယ်ဆိုတဲ့အရာလေးတွေ့ရတယ်ဆိုတော့ရှေ့မှာလည်း Bus 1ကမောက်ကမဖြစ်ခဲ့တာလေးများတော့ဒါကျွန်တော် 1G အနေနဲ့အတော်လေးတော့ဒီ world focus ထားရမယ်ဆိုတဲ့အနေထားမျိုးလေးလို့ကျွန်တော်တို့သုံးသပ်ခဲ့ကြတယ်ဒါမှလည်းပဲဒီချိန်မှာတော့ 1G ကတက်တော့တက်တာလေးပဲသူတို့ရဲ့ဒါလက်ရှိကျွန်တော်တို့ပြည်တွင်းမှာပဲပြထားရသေးတဲ့ draft new နဲ့ပဲရှေ့ဆက်နေရဗျပြောရရင်တော့ကျွန်တော်တို့ဒီပြီးခဲ့တဲ့ MSN မြန်မာ season 2မှာ champion ဖြစ်ခဲ့တဲ့ draft index မျိုးနဲ့ထပ်တူလောက်ကြတဲ့ draft နဲ့ပဲသွားနေသေးတာဆိုတော့ဒီကြားထဲမှာသူတို့ပြင်ဆင်ထားခဲ့တဲ့အရာတွေကိုကျွန်တော်တို့ကဘာမှတော့ချပြစရာမလိုသေးတဲ့အခြေအနေပဲကိုဝင်ပြောမှဆိုလို့ရှိရင်တော့ဒီ draft တွေမှာ podcast ရေလို့တော့မပါသေးဘူးဗျအခုလက်ရှိစော့နေရ MSN season 2မှာစော့ခဲ့တဲ့ဒါရင်းရဲ့ Benedetta တို့เนาะပြီးတော့ Blink ရဲ့ haircut တို့ဟလာ Han ရဲ့ Basha တို့ဒါတွေကပုံမှန်သူတို့ YG သွားနေကြ Dragon Face နဲ့ပဲပြန်ပြီးတော့သွားနေတာဒါပေမဲ့ဒီ hero တွေကိုလည်းသူတို့ကအမိရယူတာပြောမှဆိုလို့ရှိရင်တော့ YG ရဲ့ Dragon Face ကရှေ့မှာစော့သွားတဲ့နှစ်ပွဲရဲ့၄သင်း total ၄သင်း Dragon Face နဲ့တော်တော်လေးကွဲပြားနေရလို့ခံစားရတယ်ဒီအချိန်မှာ Batsman တွေကိုဦးစားပေးပြီးတော့ကလော်ကရီသွားနေကြတယ်ဂျန်ကမာဆိုလို့ရှိရင် Lancelot Harabuza Join ဒီလိုရာမျိုးတွေပို့ပြီးတော့ဦးစားပေးနေတဲ့ပွဲစဉ်တစ်ပွဲ Fanny လည်း ban နေရတဲ့ပွဲစဉ်တစ်ပွဲဖြစ်နေကြတာဗျာဒါပေမဲ့ဒီအချိန်မှာတော့ကျူရှင်းရလွဲလို့ရှိရင် Channel Hero တွေဟာပုံမှန်အားဖြင့်ကတော့ရှေ့ရစောခဲ့တဲ့ပွဲတွေနဲ့အနေငယ်လေးသွေးဖယ်နေရလို့ခံစားရတယ်ဒါပေမဲ့ဒါကပဲ YG ရဲ့ကစားပုံအစစ်မှန်လို့ပဲပြောမှာဗျာဟုတ်တယ်ဗျာနော်ကိုဘန်စတန်တစ်ခုနဲ့ပဲကိုဘန်ဟန်တစ်ခုနဲ့ပဲ YG M7 World Champion ရှေ့ပြန်ပွဲကြီးတော့မြန်မာကုစားပြုအသင်းအနေနဲ့စတင်ပြီးတော့ဖွင့်လှစ်ပေးနေခဲ့တယ်ဆိုတဲ့အနေအထားမျိုးလေးတော့ကျွန်တော်တို့ရှိတယ်ဒါပေမဲ့ team စုံဘက်ကကျွန်တော်တို့ပြန်ပြီးတော့ကြည့်မယ်ဆိုလို့ရှိရင်လည်းအဓိကတော့ Lunos တို့ Cloud တို့ပါလာခဲ့တယ်ဆိုတဲ့ချက်တစ်ခုကျွန်တော်တို့ကိုလည်းကန်တေကန်မကြီးတော့ကျွန်တော်တို့ကအရန်တော့ပြောလို့တော့မရသေးဘူးဗျာလက်ရှိမှာ KA participation က100%လုံးဖြစ်နေခဲ့တဲ့ haircut ဒီ shutdown ပြီးခဲ့ရသည်ရှိတော့ close switch ပိုင်းနေမှာလည်းသူတို့ဘက်က Yushawn တို့နောက်ကပါလာခဲ့တဲ့ Joy Beast တို့ကြောင့်အဆင်ပြေလာခဲ့သည်ရှိတော့ haircut နဲ့ late game နဲ့ပန်းချားတွေမှာပြန်ပြီးတော့သွားမယ်အပိုင်းလေးတွေဟာတချို့သောခက်ခဲမှုလေးတွေရှိလာနိုင်တယ်ဒါမှလည်းပဲဒီ momentum လေးအတိုင်း blink ဆက်ပြီးတော့သွားနေမယ်ဆိုရင်တော့ haircut ပြောင်းနေရဆိုတဲ့အရာနဲ့တစ်ဖက်က team စုံဒီအများကြီးတော့သူတို့ရှိမှာကျွန်တော်တို့ mind game တွေသွားပြီးတော့ဖြစ်မယ်ပေါ့နော် haircut ကြီးထွက်လာမလားဆိုတဲ့အရာကျွန်တော်တို့ Cloud တို့ Lunos တို့အများကြီးသွားပြီးတော့ pressure ပေးနိုင်မယ့်အခြေအနေမျိုးတွေတော့ပြောရမယ်နောက်ပိုင်းမှာတကယ်ကိုကျွန်တော်တို့အရေးပါလာမဲ့ဒီ damage dealer တွေကိုတွားပြီးတော့ဒါ hacker ကရှင်းပေးနိုင်မယ်ဆိုရင်တော့ 1G ကเนาะဒီ best of 1ကပန်းခင်းလန်းလို့ပဲဖျောက်ဖြူးမယ်ဆိုတဲ့အနေအထားမျိုးတော့ဖြစ်သွားမယ်ကိုကြီးဟုတ်ပါတယ်เนาะကျွန်တော်တို့ဒီ hacker နဲ့အတူပဲ Benedetta တို့ရှိနေတဲ့ကြောင့်မို့ကလောက်ဒီဘလို့မှတော့ split push တွေပါပြီးပြန်သွားလို့မရတဲ့အနေအထားမျိုးလေးဖြစ်နေတယ်ကလောက်ကသူတခါတော့တည်ထားခဲ့ပြီဗျာနောက်ကတော့ 4.5k ဒီပါလောက်ထိသွားပြီးတော့ရှိနေသေးတယ်ရင်ရလဲ item ထွက်လာခဲ့သလိုလီနာလဲကျွန်တော်တို့ Sky Pia စာစတက်တွေသွားပြီးတော့ရနေအနေအထားမျိုးတော့တွေ့ရတယ်ဆိုတော့တင်းစုံကအခုချိန်ဒီ Euro Kit တကောင်မှတော့မကြသေးဘူးဒါပေမဲ့အောင်လဲရဲ့ first tower တစ်လုံးတော့ Groucha ရဲ့ backup နဲ့အတူပဲသူတို့ဒီ item လေးပါလေးပြန်ပြီးတော့ရှာနေတယ်အပေါ်မှာလဲ state နေနေတော့ second tower တစ်လုံးကိုပြန်ပြီးတော့လဲဖို့စူးစမ်းနေရင်းနဲ့ပဲ Now Cup ကတော့ 4k လီယာလောက်တော့ကျန်သေးရဗျာhacker နဲ့ Benedetta ရှိနေကြတယ်ဆိုတော့ချက်တစ်ခုကြောင့်တော့ cloud space လေးပါတိတ်မလွယ်သေးဘူး Blink နဲ့ goal line ကိုပါကန်းနဲ့ကောင်ထပ်ပြီးတော့အဆုံးသတ် piece တွေထပ်ပြီးတော့ like ကနေကြတဲ့ခြေနေမျိုးတွေမှာလဲ shut down k လေးတော့ Zoro ပြန်ပြီးတော့ပေးလိုက်ရတယ် shut down k ကတန်မှုတော့ကြီးမားတယ်ကိုကြီး Holy Crystal ကိုပါ join တန်းပြီးတော့ပြီးသွားခဲ့တာဟုတ်တယ်အနည်းဆုံး900ကျော်လောက်တော့ရှိမယ်နဲ့တူရ950လောက်တော့သူ့ရဲ့ bounty k ကများဖို့တော့ရှိရမယ်ဗျာနော်အဲ့တော့ Zoro ဒီ Holy Crystal တဲပြီးတော့ပြီးသွားတယ် Blink တစ်ခါတော့ပြန်ပြီးတော့ကျသွားတယ်ဒါပေမဲ့ cloud နဲ့ layer ဆိုတော့ 10 လို့တော့ပြောမယ်ဗျာ
အဲ့တော့ဒီအချိန်ဒီမှာတော့4ယောက်ပဲဒါပေမဲ့ YG ဘက်ကနေပြီးတော့ဒီလောကိုစပြီးတော့ဒန်တယ်လို့ဖို့တော့ကြိုးစားနေရဗျာနောက်မှလည်း Black Dragon Fall လေးပါလေးစပြောင်းထားတဲ့ Final Blow ပြန်ပြီးတော့ပေးထားတဲ့နောက်မှာ Area Town နဲ့တူပဲသုတ်ရဝင်လာပြီဗျာ ဘယ်လဲ back like control Chris Bacon referee မှာဟန်ထရနေတဲ့ခဲ့တဲ့မှာတစ်ဖက်ကလည်းရင်းနေတယ်ပြန်ချခဲ့မယ်ဘန်ကန်တော့က beast အောက်မှာ Zora တကောင်ဟန်ကိုထပ်ပြီးတော့အဆုံးသတ်ထားသေးရဗျာ 2 man down တော့ပေးရသေးရဆိုပေမဲ့ဒီ first လို့တော့ YG ဆက်လက်ပြီးတော့တိမ့်ပိုက်ထားပါသေးတယ် ဟဲ့ retribution နေတာဒီနေ့ပွဲအသင်မှာမိကိုထုတ်စရာမရှိတဲ့အနေအထားတစ်ခုမှာတော့တွေ့နေရသေးတယ်ဗျာဒါပေမဲ့ရှင်နဲ့တူပဲဟန်ပြန်ပြီးတော့ကြားခဲ့တဲ့အနေအထားဆိုတော့ဒါလေးတို့ပြန်ပြီးတော့ fit မရမယ်တင်းစုံကဒီလောက်ထိနေပါနေရတော့မှသိပြီးတော့မတုံလို့ဘူးဆိုတဲ့ခံစားချက်ပြီးတော့နည်းနည်းရနေရနော်ဟုတ်တယ်အဓိကသူတို့အနေနဲ့သူတို့ရဲ့ leg minute ပိုင်းချာဒီ Lunos တို့ Cloud တို့ရဲ့ hero power တော်တော်လေးမှယုံကြည်မှုများနေခဲ့တယ်ဆိုတဲ့အနေအထားမျိုးလေးတော့ကျွန်တော်တို့တွေ့ရတယ် over confidence မျိုးတော့မဟုတ်ဘူးဗျတကယ်ကိုသူတို့စိုင်သိနဲ့စိုင်ထိုက်တဲ့အခြေအနေမျိုးတွေမှာတောက်လျှောက်ပဲဘန်ကန်နဂါးနဲ့စောက်ဖွင့်ပေးတယ်ဆိုတဲ့အနေအထားမျိုးလေးတော့တွေ့လိုက်ရတယ် early game မှာ blink ရဲ့ momentum နဲ့သွားနေခဲ့တဲ့ high tempo rotation ကြောင့်တော့သူတို့ဖြစ်ရှင်ခဲ့တဲ့အရာတခုတော့ဘန်ကန်ရဲ့နဂါးစီကနေမဖြစ်ခဲ့ဘူးဒါပေမဲ့လည်းကိုယ်ပြောသလိုပဲဗျတကယ်ကိုတည်ငြိမ်နေမတုံလောက်ဘူးဆိုတဲ့ပုံစံမျိုးနဲ့ team ဆောင်ကဆက်ပြီးတော့ defender ဆဲပဲလက်ရှိ first lot time မှာလည်းသူတို့ဒီ mid အတွက်အရေးပါတဲ့ first target ကိုဆက်ပြီးတော့ရှိနေသေးပါပဲကဲဒါဆိုရင်တော့ state အနေနဲ့ကလည်း Holy Crystal ပြီးဖို့အတွက်တော်လေးနီးကပ်လာပြီး3ခွက်မြောက် item ဗျတစ်ဖက်မှာလည်းပြန်ကြည့်မယ်ဆိုလို့ရှိရင်တော့နောက်တော့ဟုတ်တယ်ပြီးတော့မသိပ်ဘလို့တော့ CF ဘက်လေးပါလေးလည်းရင်းနေနဲ့ပါလာဖို့တော့ရှိမယ်ဒီ law နဲ့တူမင်းရဲ့ first target ကိုတော့တေချာပေါက်ကြားလိမ့်မယ် second tower တွေအကုန်လုံးအထိယူနိုင်မယ်ဆိုရင်တော့ပိုကောင်းတယ်တခါတည်း lane fees ပြီးတော့ item ပိုင်းဆိုင်ရာတွေကို short ချနိုင်မယ်ဆိုလို့ရှိရင်တော့နောက်ပိုင်း minute တွေအထိပါ 1G နေနဲ့အသာသီးရဖို့တော့များတယ်ဗျတော့ဆိုတော့ကိုင်းအနေနဲ့ကတော့ item 2ချောင်းပဲရှိတယ်23ချောင်းပြီးဖို့အတွက်အနေငယ်လေးစောင့်အောင်မယ်ဆိုတဲ့အနေအထားမျိုးဗျနော်ဆိုတော့ကန်လီတော့မတည်သေးဘူးနော်အဲ့ဒါလေးတခုတော့ကြည့်ရမယ်Gonna Patrify right time ရင်း the calculator တကယ်ကိုကောင်းတယ်ဗျ right time ကို join ထွက်လာတဲ့အချိန်မှာ Patrify နဲ့ slash နဲ့တွဲပေးသွားတဲ့အချိန်တွေဗျကူလောင်းပျောက်သွားတာဘလို့မှ dash လို့မရတော့ဘူးတကယ်ကိုကွက်တီချတဲ့သူ့ရဲ့ရင်းရဲ့ spare custom တခုလို့ပဲပြောရလိမ့်မယ်တခါပဲ dash ရသေးရဲ့နောက်တစ်ခါ dash မဲ့ကူလောင်းကိုတခါတည်းပဲ Patrify နဲ့ပိတ်လိုက်တယ်ဗောနော်အဲ့ဒါကြောင့်မလို့ Zara အနေနဲ့ဘလို့မှတော့လွတ်မြောက်နိုင်ဆိုရင်မရှိတော့ဘူးဗျနောက်ကဒီဖြည်းဖြည်းနဲ့ပို့ပြီးတော့တက်လာတယ် mega passive ရှိတွေကြန့်ရှိနေသေးရဲ့ဆိုနေမဲ့လည်းမေးရဲ့ second tower ကထပ်မှန်ပြီးတော့ရိုက်ချိုးနေနေပဲနောက်ကတွေကိုပုံပြီးတော့မြင်မားလောင်တော့ပြုတ်လုံနေတယ်ဗျတစ်ဖက်မှာလည်းတင်းစုံဟာဒီအချိန်မှာ lane face နေတာ fee ခံမယ်ဆိုလို့ရှိရင်တော့သူတို့အတွက်အဓိကလိုအပ်နေတဲ့ item တွေကိုရှာဖို့တော့ကတော့ပို့ပြီးတော့ကကဲလာပြီဗျဖြည်းဖြည်းကျွန်တော်တို့ပြန်ပြီးတော့ power spec ဖြစ်လာနိုင်ကြတော်တော်လေးများနေခဲ့တဲ့ Zora Joy ကိုတခါတည်းပဲ take down လုပ်ခဲ့တယ်အဲ့ဒါပြင်မှာ channel ခဲ့တဲ့ဒီ jungle resource တွေကို back control နဲ့အတူပဲ YG ထပ်ပြီးတော့သိမ့်ပိုက်ထားနိုင်ခဲ့တဲ့ဆိုတဲ့ချက်တစ်ခုကြောင့်တော့နည်းနည်းလေးတော့ Joy ရဲ့ momentum ကပြန်တန့်သွားတယ်ဆိုတဲ့အနေအထားမျိုးလေးတော့ပြောရမယ်ပေါ့နော် leg minute ပိုင်းချားတွေမှာ Lunos Cloud အပြင်မှာကျွန်တော်တို့က Joy မှာ space ထက်လိုလာခဲ့တဲ့အခြေအနေမျိုးဆိုတော့ team ဆောင်ဒီထပ်ပို့ပြီးတော့အချိန်စောင့်ရမယ်ဆိုတဲ့အနေအထားမျိုးတော့ဒီတော့တွားချခဲ့တယ်သူတို့မှနောက်တော့တစ်ချိန်ပြန်ဆိုင်မှုအတွက် minute 1လောက်ပဲအချိန်ရခဲ့တဲ့အခိုက်အတန့်မှာတော့ Cloud ကိုလည်း space တွေပါတွေက right time အရန်ပေးလို့မရတော့ဘူးဗျ minute တာရောဒီ haircut ရောတောက်လျှောက်ပဲလိုက်ပြီးတော့ချင်းချောင်းနေခဲ့တဲ့အခိုက်အတန့်မှာတင်းစုံအတွက်နည်းနည်းလေးလောက်လေမြုပ်နေဆိုတဲ့အခြေအနေမျိုးတော့ပြန်ပြီးတော့ရောက်လာခဲ့တယ်ပေါ့နော်ဒါမှလည်းပဲ YG အရင်ပေါ့လို့တော့မရသေးဘူးဗျ objective တွေယူမယ် hero kit ထပ်ပြီးတော့ take down လုပ်မယ်ပြီးတော့တခါတည်းပဲ high ground attack လုပ်ဖို့တော့ကျွန်တော်တို့ဆက်ပြီးတော့ pressure တွေပေးဖို့တော့လိုအပ်နေပါသေးတယ်ကဲဒီတခါပေါ်လာခဲ့မဲ့ second lot ဒီ YG အတွက်ကတော့ဒီပွဲကိုတခါတည်းအဆုံးသတ်သွားနိုင်စီတော့တဲ့အထိကိုတော့အများကြီးအားကောင်းလာစီမဲ့ lot ပဲဗျဒီ lot ကိုတော့တရားပေါက်ရောက်ယူဖို့တော့လိုမဲ့ back guy ကစီတဲ့လမ်းမပြီးတော့ခြုံတိုးဖို့ကြိုးစားခဲ့တဲ့ ban guy ကိုတော့ဒီနေရာမှာ YG တခါတည်းရိုက်ထုတ်ထားတယ်အောက်မှာလည်းပလင်းတကောင်ကိုင်းကိုပါထပ်မဲ့အဆုံးသတ်နေနေမယ်လောတော့လိုပါဦးမလားဆိုတော့ပြန်မေးရတော့မယ်ဗျာမခင်ဖိုင်နေ speaker snipper နေမှာတကယ်အားစရာကောင်းတဲ့တက်ရက်မှုမျိုးတိကျမှုမျိုးတော့ရန်ကုန် Galacticos ပြသနေနေပဲဒီ Best of One series ကိုတခါတည်းပဲသိမ့်ပိုက်ထားမယ်ဆိုတဲ့အနေအထားမျိုးတော့ကျွန်တော်တို့စပြီးတော့တွေ့ရတယ်ဗျာဒီလောကိုလည်း AC လေးပဲထပ်ပြီးတော့ take down လုပ်သွားခဲ့ရဆိုတဲ့အနေအထားမျိုးလေးတော့တွေ့လိုက်ရတယ်ပေါ့နော် Cloud ရဲ့ aim ကလေးဘန်ကန်ရဲ့ငကားကောင်းပါတယ်ဆိုလို့ကျွန်တော်တို့သွားပြီးတော့ချီးကျူးမိလိုက်လို့လားတော့မသိဘူးဗျာဘန်ကန်အနေနဲ့ဒီပွဲမှာအတော်လေးကိုပျောက်ဆုံးခဲ့တယ်ဆိုတဲ့အနေအထားမျိုးလေးတော့တွေ့လိုက်ရတယ် hacker အရင်ကြီးကျွန်တော် lane ရောက်မလာခင်မိနစ်ပိုင်းချားနေမှာတော့ 1G နေနဲ့ high ground တက်ကိုကောင်းကောင်းကြီးပဲ online mega လောက်ယူထားလိုက်တာတော့ပိုကောင်းမှထင်တယ်ကိုကြီးဟုတ်တယ် lane ရင်ရောက်သွားလို့ရှိရင်တော့ဒါနှစ်သိန်းလုံးအတွက်အရင်ကြီးတော့မလွယ်ဘူးဗျဆိုတော့အခုလောက်ထဲကတခါတည်းဖြစ်နိုင်လို့ရှိရင်တော့ mega အနည်းဆုံး2လုံးရဖို့တော့လိုတယ်ဗျ hacker က BOD ပါသွားနေတာနောက်ပိုင်းကကိုင်းရဝင်းတော့နေချမှာပါလို့ရှိရင်ခံနိုင်ရှိဖို့ဆိုတာဘလို့ကတော့မဖြစ်နိုင်တော့ဘူးဗျလောတော့ပေါ်နေပြီးတက်လာတယ်3လုံးတစ်ပြိုင်တည်းညှိလာတယ်အလေကိုခွာပြီးတော့ရှင်းလာတယ်အပေါ်တော့သူတို့ဒီတရားပေါက်ပေးရမယ်ဆိုတော့သိနေရဆိုတော့အနည်းဆုံးဒီ mega တလိန်းလောက်ပဲပြန်ပြီးတော့ခွင့်ပြုထားမယ့်ပုံစံမျိုးပဲဒါပေမဲ့နောက်ထပ်တော့ second super minion wave တီထပ်မံပြီးတော့တက်လာနေခဲ့ပြီဗျာဒီတစ်ခေါက်မှာတော့ YG ဘတ်တယ်ဝင်ဆိုင်ဖို့တော့အလားလာကောင်းနေတယ်ဗျာ Hero Kit Sacrifice ပြီးတော့သွားအောင်လား Dynamic Fall လေးစပြီးတော့ပေးကြတယ်ဘန်ကိုင်းတစ်ဖက်ကလည်း Yushan Dragon လေးပဲဆက်ကြည့်နေကြတဲ့ခိုင်တာတစ်ခုမှာ Tower ပဲတစ်ဖက်က YG ပြန်ပြီးတော့ focus ထားဖို့တော့များနေတယ်တစ်ဖက်ကလည်း Lana Flare ဆက်ပြီးပေးခဲ့ damage တွေကြားမှာ Cruiser Big ကို backline နဲ့ Zora ရင်းနေတဲ့ကန်ဒီကိုထပ်ပြီးတော့အဆုံးသတ် Bright ကိုတန်းပြီးတော့ down ခဲ့ damage အမ stage တောက်လျှောက်လိုက်ပြီးတော့ backline ကိုထပ်ပြီးတော့မေးတယ်ဗျာနောက်မှလည်းရင်းကိုင်းကို light ထောက်နေခဲ့တဲ့နောက်မှာဘန်ကိုင်းတစ်ကောင်မှာပြန်ပြေးထားနေပဲနောက်ထပ် 2 man down တော့ YG ဆက်ပြီးတော့သိမ့်ပိုက်ထားပါသေးတယ်ရှင်းဒီမှာ spare တွေအကုန်လုံးအသုံးပြုပြီးတော့တင်းစုံသည် Dynamic Fall တွေကြားတွေကနေပြီးတော့မဲမြင်တော့အ
ကုန်လုံးလိုက်ပြီးတော့ချဖို့တော့ကြိုးစားခဲ့ရမယ်လေ Hiroki နှစ်ကောင်ပြန်တောင်းသွားတယ်ဗျာ YG Mega Tower ယူကြိုးစားနေပြီး Stay Crow Dash တွေပေးထားတဲ့တောက်မှာမင်းရဲ့ Mega Tower တော့တောက်ချောက်ပဲရချိုးထားတယ်တော့မကျန်နေခဲ့တဲ့ Zero မှာ Stay အဆုံးသက်ပြီးနေနေပဲ 3man down ပြုံမှာ Mega 2 lane ဆိုတော့ YG တန်သွားပြီဗျာ bounce back ဖက်တဲ့တိုင်းကိုတစ်ဖက်က team စုံပြန်ပြီးတော့ပြသဖို့ကြိုးစားနေခဲ့တဲ့အခက်တည်းမှာတော့ 1G နေနဲ့ပြန်ပြီးတော့ဖြည့်ရှင်းသွားခဲ့တဲ့အချက်တွေကအတော်လေးတော့တိုက်ရနေရဆိုတဲ့အနေအထားမျိုးလေးကိုကျွန်တော်တို့တွေ့လိုက်ရတယ်ပေါ့နော် blink ထပ်ပြီးတော့သူ့အနေနဲ့ on fire ဖြစ်နေသေးပဲဒီမိနစ်ပိုင်းခြားလိုက်မှာ BOD လည်းထပ်ပြီးတော့ပြီးသွားပြီဆိုတဲ့အနေအထားမျိုးလေးလည်းကျွန်တော်တို့ပြန်တွေ့ရမယ်ဗျာတစ်ဖက်ကလည်း stage တောက်ချောက်ပေးနေခဲ့ Spambo dash တွေမှာ Spambo ထွက်မလာသေးဘူး dash လေးပဲကြည့်နေခဲ့တဲ့ခက်တဲ့တစ်ခုမှာတခါတည်းပဲ online mega တို့ Jungle Gladiators တိမ့်ပိုက်သွားတယ်ဆိုတဲ့အနေအထားမျိုးလေးတော့ဖြစ်သွားတယ်ဗျာဆိုတော့ team စုံအနေနဲ့ high ground defense နဲ့ထပ်ပြီးတော့လုပ်ဖို့အတွက်အရန်ကြီးတော့လွယ်ကူတဲ့အခြေအနေမျိုးမှာတော့မရှိတော့ဘူးဗျာဒီလောက်သာစပ်ပေးရမယ်ဆိုရင်တော့ဒီ Best of 1 series ကပြီးသွားဖို့တော့များနေခဲ့ပါပြီ YG အတွက်ကတော့တေချာတဲ့ game ပွဲဖြစ်လာဖို့တော့ရှိနေခဲ့ပြီဗျာတတိယအကြိမ်မြောက် law လည်းဖြစ်နေရပါတော့ဆိုတော့ Nawa Cup ဒီ 8k over နဲ့တူပဲ YG ကဥဆောင်ထားတယ်လီနာလုံးဝမတေချာသေးတဲ့ချက်တွေ state item ပိုင်းဆိုင်ရာရ၄ချောင်းလောက်ထိပြီးနေတဲ့ချက်တွေက damage output တွေမှာအတော်လေးများတယ်ဗျာအဲ့ဒီပြင်မှာရှေ့ကိုခေါင်းတိုးလာမယ် Bright အနေနဲ့လည်း NA များတယ်ဆိုရင်လည်းတိုးလာသေးတယ်ဗျာတစ်ဖက်မှာလည်း Blink ဒီနောက်မှာရှိတဲ့ hero လေးကိုသွားပြီးတော့ဆုံးထားတယ်တင်းစောကလည်းတိတော့တိတယ်သူတို့အရှိကိုလုံးဝထွက်လို့မရဘူးထွက်လိုက်တာနဲ့ Night 4တွေကြားထဲမှာပြန်ပတ်ဖို့ကအတော်လေးခက်လိမ့်မယ်ဆိုတော့ damage output အရာတော့တင်းစောကများတာမှန်တယ်ဒါပေမဲ့သူတို့ဒီ item ဆိုင်ရာရ 8k လောက်နေနေတဲ့အချိန်မှာသူတို့ရဲ့ damage output တွေကတဖြည်းဖြည်းနဲ့ item လိုအပ်ချက်ကြောင့်မလို့နဲပါနေဆိုတဲ့ချက်ကလည်းရှိတယ် YG သာအမားမလုပ်ဘူးဒီလောက်တတရာလေးယူပြီးတော့3လင်းလုံးတပြိုင်တည်းညှိပြီးတက်လိုက်ပြီးတော့အန်လိုက်မယ်ဆိုလို့ရှိရင်တော့ဒီပွဲဟာကျွန်တော်တို့မြန်မာကိုသားပြုတင်ဖြစ်တဲ့ YG တွက်ပါပဲ။နောက်အနေထားချွတ်တဲ့နေမှုက Hero Power တော်လေးပဲထိခိုက်နေတယ်ဆိုတဲ့အနေထားတစ်ယောက်ကိုတော့ team စုံလေကမင်းနဲ့ပိုင်းခြားရောက်လာတဲ့ချိန်ဒီသူတို့အနေနဲ့ပြန်ပြီးတော့ရင်ဆိုင်နေရတယ်ဆိုတဲ့အနေထားမျိုးလေးတော့ကျွန်တော်တို့ဆက်တွေ့ရတယ်ပေါ့နော်။ဒီတစ်ခါမှလည်းလော့တော့ AC လေးပဲ Jungle Gladiators တိမ့်ပိုက်သွားပြီဆိုတဲ့အနေထားမျိုးလေးတော့ရှိတယ်ဗျာ။ Online Mega ပေးထားရတယ်။ Low Advantage တွေလည်းပါလာဦးမယ်။ Super Minion Wave တွေရောထပ်ပြီးတော့လိုက်ပါလာမယ်ဆိုတဲ့အခိုက်အတန့်တစ်ခုမှာ overall အရ Nawa Gap တွေလည်း 8k ကျော်နေခဲ့တဲ့အချိန်တွေဆိုတော့ team စုံအနေနဲ့ဒီတောင်ကျော်နိုင်မှုကတော့တိတ်မလွယ်ဘူးဆိုတဲ့အနေထားမျိုးလေးတော့ဖြစ်သွားတယ်။ဒါပေမဲ့အကယ်၍သူတို့ဘက်ကဒီ High Ground Defense ကိုဆက်ပြီးတော့ပြသနိုင်မယ်ဆိုလို့ရှိရင်လည်းလေကမင်းနဲ့ပိုင်းခြားတွေမှာသူတို့ရဲ့ minute တွေတစ်ဖန်ပြန်ပြီးတော့ရောက်ရှိလာပါဦးမယ်ကဲဆိုတော့ဒီလို့သူတို့ဒါသွားပြီးတော့ defend နိုင်ပါမလားဗောနော်တင်းစုံနောက်ဘက်ကတော့တော်လီတော့ကွာတယ်ဗျာ YG ကလည်းသူတို့ side lane တွေမှာ crit တွေကိုမရှင်းမဲနဲ့ရသလောက်လေးသွားပြီးတော့ feeding လုပ်ထားတယ်အဓိကတော့ဒီ law နဲ့တပြိုင်တည်းတုံးမဲ့ပုံစံပေါ့ဗျာကဲဒီ law ကတော့နောက်ဆုံးပတ်တဲ့အဆုံးဖြတ်ဖြစ်သွားနိုင်တယ် YG ဘက်ကလည်း Night 4တွေရှိတယ် Banana ရဲ့ final blow တွေရှိမှာဗောနော်ဆိုတော့ Stay ရဲ့ Crow Dash တွေကဘယ်လောက်ထိအသုံးဝင်မလဲ AoE spare တွေအကုန်လုံးသုံးပြီးတော့ဘယ်လောက်ထိတင်းစုံကာသွားနိုင်မလဲကြည့်လိုက်ရအောင်ဗျာကာရဘယ် online mega တစ်ဖက်ကလည်းရင်းပြပြီးတက်လာတစ်ဖက်ကလည်း Night 4ဆက်ပြီးတော့ပေးနောက်မှလည်း blink တောက်ချောက်ထိန်းထားခဲ့တဲ့ character တစ်ခုမှာပြီးတော့မယ် Zora နဲ့ beast control လေးထပ်ပေးထားခြင်းတဲ့ character တစ်ခု Night 4 delisting ကတော့ backline တွေအောက်မှာ Bankai ထပ်ပြီးတော့ defend ထားလိုက်ပဲဗျာတစ်ဖက်က final blow ရင်းနေတဲ့ backline Crazer Pay ကိုလည်း flare တွေမှာငကားတဲ့ကောင်ထက်ချဖို့တော့များတယ် So Grey Dragon Tail Wave တွေမှာတစ်ဖက်ကလည်းကိုင်းနေတယ်ပြန်ခွဲခဲ့မယ် Lina ထပ်ပြီးတော့အဆုံးတန်နေတယ်ပဲ one man down ခဲ့တဲ့အခြေအနေမျိုးတွေမှာတစ်ဖက်ကလည်း team စုံထပ်ပြီးတော့ defend ထားစေပဲနောက်မှလည်းကျန်နေခဲ့တဲ့ stage တစ်ကောင်မှာအဆုံးတန်နေတယ်ပဲ one for one မှာတော့ YG အဲ့လိုတော့မရသေးဘူးဗျာအဲ့လိုလုံးဝမရသေးဘူးဖြစ်နေရဗျာဒီချိန်မှာကောင်းသွားတာဘန်ကိုင်းကဘတ်လိုင်းထဲမှာ Black Dragon ဖောင်နဲ့နောက်မှရှိနေခဲ့တဲ့ Lina ကိုပြေးပြီးဖမ်းသွားတာဗျာ Lina ပြန်ပြီးတော့ပတ်လိုက်တဲ့အချိန်မှာ Melee Hero တွေကလောကကန်ရတာတော်လေးအဆင်ပြေသွားတဲ့အခြေအနေမျိုးကိုတွေ့ရတယ်။ကြောက်ချားရဲ့ AOG တွေ Cloud ရဲ့ Blizzard damage တွေဟာကိုမိုတွဲလုံးဖြစ်ရှိနေခဲ့ပြီးတော့ကန်နီးက Death Side ကိုအစောကြီးသုံးပြီးတော့ Hansi ကနေပြီး Total Fusion ကိုတောင်းလိုက်နိုင်တယ်ဗောနော်။ဒီဟာလေးတွေကသွားပြီးတော့တင်းစုံအတွက် defenses မှာအဆင်ပြေနေသေးတယ်ဗျ။ပွဲချိန်ကြာလာတာကျွန်တော်မြန်မာအသင်းတော့မကောင်းဘူး။ဘာလို့ဆိုတော့ Lunos ရဲ့ဒီ legacy damage တွေ Cloud item ပြည့်လာမယ့်အချိန်တွေပြီးတော့နောက်ပိုင်းမှာတော့ Bright တို့ဘာလို့ပြန်ပြီး item များလာမယ်ဆိုလို့ရှိရင်ကျွန်တော်တို့အတွက်ဖြည့်ရှင်းဖို့အနေလေးတော့ခတ်တယ်ဗျ။ Maxman မသုံးဘဲနဲ့ Harry သုံးထားတာဖြစ်တဲ့အတွက်ကြောင့်မလို့ Magic damage အားတော့တော်တော်လေးကောင်းတယ်ဆိုနေမယ်။ဒီ Bright က item ပြည့်လာခဲ့လို့ရှိရင်ပြဿနာတော့ဖြစ်နိုင်ဆိုတော့ YG အမားတော့မလုံးလို့တော့မရသေးဘူး။ဒါပေမဲ့ပွဲအချိန်တွေရတော့ကျွန်တော်တို့ဘက်မှာအပြည့်အဝတော့ရှိနေသေးရဲ့ဗျ။ Magic defense အရာတော့ကိုယ်ပြောသလိုပဲ team စုံဘက်ကအတော်လေးပြန်ပြီးတော့အားကောင်းလာနိုင်ကြီးများတယ်ဆိုတဲ့အခြေအနေမျိုးနောက်မှလည်း concentrated energy ပြီးသွားခဲ့တယ်ဆိုတဲ့ခိုက်တဲ့မှာတော့ Zora ရဲ့ Joy အနေနဲ့ Adamas သွားခဲ့ပြီဆိုတဲ့အနေထားမျိုးတော့ကျွန်တော်တို့စတွေ့ရတယ်။ကလောက်ကလည်းနောက်ပိုင်းပြီးခဲ့တဲ့ battle မှာတော့ Blazing Jewel ခွဲတဲ့အပိုင်းနေမှာအတော်လေးတော့နားလာပြီဆိုတဲ့အနေထားမျိုးတော့ကျွန်တော်တို့ပြန်တွေ့ရတယ်ပေါ့နော် Trinity Diamond တွေ Rose Gold နဲ့ Malefic Gun တွေအောက်မှာသူရဲ့ basic range ကလည်း 12% ထပ်ရမယ့်အခြေအနေပြ physical penetration နဲ့ထပ်ရနေတဲ့အခြေအနေမျိုးဆိုတော့ကျွန်တော်တို့ရဲ့ haircut ဒီ early to mid game match တွေ late game ရဲ့အစောပိုင်းမိနစ်ပိုင်းခြားတွေမှာ Blink အတော်လေးကိုတောက်ပခဲ့တယ်ဒါမှလည်းပဲနောက်ပိုင်းမှာတော့သူပေးတဲ့ delisting က Night 4တွေအရင်တိုးဖို့မလွယ်ဘူး Tower advantage လည်းရှိနေမယ်ဆိုရင်တော့သူကိုယ်တိုင်ပဲတစ်ဖက်ကပေးတဲ့ damage တွေကိုပြန်ခံရဖို့အတွက် impact ရာခိုင်နှုန်းများလာတယ်ဗျာဒီချိန်မှာ hacker ရဲ့ durability ကအတော်လေးကိုမှနည်းပါတယ်ဆိုတဲ့အချက်တစ်ခုကြောင့်တော့ team စုံဒီတခါတည်းပဲ hacker တကောင်တော့သူတို့စပြီးတော့အဲ့လိုမျိုး bounce back လုပ်နိုင်မယ်ဆိုရင်တော့ barrier front line မှာအများကြီးတော့ကျွန်တော်တို့ကရောကြမှုတွေဖြစ်သွားနိုင်တယ်ဆိုတော့ဒီ law ဒီ team စုံဆိုတာမျိုးတက် YG အတွက်တော်တော်လေးကိုအရေးပါတဲ့ law လို့တော့ပြောရမယ်ဟုတ်တယ်နော် YG အတွက်ကဒီ law
ပေးလိုက်လို့မရဘူးဗျာရအောင်ယူမှဖြစ်မှာအစောကြီးပဲဗျာဘလက်တော့ကိုပေါလုံးဝ play ပဲပြောင်းလာသေးရယ်ဘယ်သူမှတော့မပါလာသေးဘူးလော်ကြီးကလည်းခုမှလုံးဝသွေးတော်မလျော်သေးတဲ့အနေထား45စက္ကန့်လောက်ကတော့တရားပေါက်ပြန်ပြီးတော့စောင့်မဲ့အနေထားဒီအချိန်တွေကိုဝိုင်းကြည့်ဘလို့တုံးချမလဲတစ်ဖက်မှာငကားဘလက်တော့ကိုပေါမရှိတော့ဘူးဗျာ နောက်မလဲဒါကျွန်တော်တို့ပြန်ပြီးတော့ကြည့်မယ်ဆိုရင်တော့ backdoor strategy ဘိုင်းနေမှာ blink ရဲ့ hack ကိုလည်းအရင်မေးထားလို့မရသေးဘူး 1v1 သွားပြီးတော့တားဖို့ကလည်း cloud အနေနဲ့သူ win chance တော့ပါလာတာမတွေ့ရသေးဘူးဗျာဆိုတော့ hack 1v1 နေမှာသူအနေနဲ့လေးပြန်ပြီးတော့ pressure များတယ်ဆိုတော့အနေထားမျိုးတော့ကျွန်တော်တို့စပြီးတော့တွေ့ရတဲ့ blink 1v1 လေးပဲစကြည့်နေကြတဲ့ Canary တစ်ဖက်ကလည်း Zora နဲ့ Joan Beasley ပါလေးလာပြီးတော့ dash နေကြတဲ့ Canary ပါလာပြီခိုင်တောက်လျှောက်ပြခွဲနေကြတဲ့ wave ဒီအောက်မှာတော့ဘိုင်ဝမ်မှာတော့ cloud အတော်လေးကိုပြန်ပြီးတော့အဆုံးသတ်ပေးထားပါသေးတယ်နောက်မှာလည်း Bright ကောင်ထပ်ပြီးတော့တိုးထားသေးတယ်နောက်မှာ Zora dash လေးပြန်ပြီးတော့ပေးထားသေးတယ်ဗျာတော်တော် fusion ပြန်လဲတောင်းထားသေးတယ်နောက်မှာ back guy အသာလေးပဲပြန်ပြီးတော့ forward လုပ်နေနေပဲ4ယောက်5ယောက်နေထားဒီချိန်မှာတင်းဆုံးကပြန်လဲသာပြီးတော့ရလာတယ်ဗျာ Bright နေနဲ့ Embrace ပဲထောင်းနေပေးပြီးတော့ကြိုးစားနေသေးတယ်နောက်မှာ Lena Flare ပါပေးလိုက်ရပြီနောက်မှာထပ်ပြီးတော့ပဲ final blow ထပ်ပေါင်းလာတယ်မှာ AOG ပြန်လိုက်လာပြီဗျာ Jin Kenneth Spree immortality he's taken down Lina ဘန်ကန်ကောင်ထပ်ပြီးတော့အဆုံးသတ် stage မှာ Kenny ကိုထပ်အဆုံးသတ်နေ3 for 1နဲ့မှာ unbreakable ပဲပြန်ပေးခဲ့မယ် auto rage မှာ Lina Jin ထပ်ပြီးတော့ရှိနေတယ်မှာ hand law ထပ်ပြီးတော့အဆုံးသတ်ခဲ့တဲ့နောက်မှာ2 for 3နဲ့ပဲ 1G ဆက်လက်ပြီးတော့ဥဆောင်ထားစေပါပဲ ရင်းဆောင်သူတို့စီတော်တော်လေးကိုတော့ 1G ကိုပြန်လဲပြီးတော့တုံးပြန်လာလေးကောင်းလာတာမျိုးတွေ့ရတယ်ဒါပေမဲ့လည်းကျွန်တော်တို့ YG အနေနဲ့ဒီလောက်ရအောင်ယူပြီးတော့ Hero King နှစ်ကောင်သုံးကောင်ပြန်ပြီးတော့လဲရသေးတယ်ဗျာနှစ်ယောက်တည်းကာရမယ်အနည်းဆုံးဒီ Creed ကိုမြန်မြန်လေး pick ကတိုးနိုင်မှာပဲ delay ဖြစ်ဖို့တော့များမှာ stick ကလည်းတောင်းပြန်ပြီးတော့ရှင်းထားသေးရဲ့ကားအတော်လေးတော့နာနေပြီဗျာဒီအချိန်မှာတော့4ယောက်2ယောက်ဆိုရင်အားနဲ့တူပဲတခါတည်းအမ်မှုတော့ YG စူးစမ်းလို့လာပြီဗျာ No vanish ပါတယ်ဘယ်ဖက်လဲ stage dash မှာတစ်ဖက်လဲ winner crown နဲ့ဝင်ပြီးတော့ခဲထားသေး attack တွေပဲသွားပြီးထိချလို့တော့မရသေးဘူးဗျာ backline နေအောက်မှာရင်းတကောင် shut down ကိနေနဲ့ကမ်းပြန်ရခဲ့တဲ့ damage အောက်မှာတခါတည်း stage အဆုံးသတ်ရတဲ့ပဲဒီ best of 1 series ကိုတော့ရန်ကုန် Gladiators သိမ့်ပိုက်ထားလိုက်ပြီလေဖြစ်ပါတယ်တကယ်ကိုကောင်းပါတယ်ဆိုတော့ Wildcat State မှာ performance တွေကိုပြနေပါတယ်ဆိုတော့ Mongolia အသင်းဖြစ်တဲ့တင်းစုံတော့ကျွန်တော်တို့ညီမကိုသားပြုအသင်းဖြစ်တဲ့ရန်ကုန် Gladiators ကတော့လုံးဝပဲအနိုင်ရရှိမှုနဲ့အတူပဲနောက်ထပ်သောအဆင့်တွေကိုတော့ထပ်ပြီးတော့တလှမ်းသွားခဲ့ပြီဖြစ်ပါတယ်တကယ်ကိုကောင်းတဲ့เนาะကျွန်တော်တို့ YG လို့ပဲပြောရတော့မယ်ဗျာလုံးဝပဲ